ဒီမှာတငယ်ချင်းမှာအေးတိုက်တာနည်းနည်းမှာတူတရက်တိတုတ်စားချင်လို့မှာလာပူစား ခုနေ့ကတုတ်ကြည့်လိုက်တာအရင်စားကောင်းတာလေဒါပေမဲ့ဒီနေ့ခေါင်းလျှော်ဖို့ချိန်လိုက်တာပေါ့ဒါပေမဲ့ခေါင်းလျှော်ချင်တာနည်းနည်းပြက်ပြီးစားချင်တာများများပေါ့ တူတငယ်ချင်းတော်တော်အားဆိုတော့ တုတ်ကြပါမလား တရက်ဒီဝယ်လာပြီးမှလာတော့ခိုင်းတယ် ပြက်ပြီးမရှိမှဆိုလို့ မှာတော့တငယ်ချင်းဓာတ်ပုံရိုက်ချင်ဒီနေ့ရိုက်အောင်ပြမယ်ကျွန်တော်ရိုက်ထားပေးတဲ့ပုံလေးတွေပြမယ်သူဓာတ်ပုံသူ့ရဲ့ဓာတ်ပုံလက်ရာရမ်းမိုက်တယ် အရင်မကြွားနိုင်တော့ရှက်တယ်နော် ဟင်းဓာတ်ပုံကပြောင်းနေခြာရခက် ရှာလို့ရမလား ရတယ်မကြည့်ဒီပုံလေးဆိုတာသူရိုက်ထားပေးရဓာတ်ပုံရိုက်ချင်အမှအခုကလောလောဆယ်အမှကိုပိုင်ကို6ရိုက်နေမလားဓာတ်ပုံရိုက်ချင်ဆက်တော်ရသူ့အကောက်လည်းတစ်ချက်ပြမယ်လာပူတာတရက်ဒီတုတ်ဆောင် အေးထပ်တိုက်မယ်ကော်ဖီထပ် တော်ပြီရပြီတခါလည်းရပြီအဲ့တော့တကယ်ချင်းခေါင်းပို့ချော်လိုက်ငါတုတ်ခဏအားရင်တုတ်ထားပြီနေခေါင်းချော်ပြရတယ်ကွက်တိပြနော်โอเคတို့ပဲဖုံးနဲ့တုတ်ကြွလိုက်အော်သူ့တကယ်ချင်းတော်တော်အားရဆိုတော့ငါ့ကိုလာပြီးတော့တရက်ဒီတုတ်ခိုင်းတယ်တရက်ဒီတုတ်ဆိုင်မှာဘယ်လိုလဲဆိုပေမလို့တော့ပိတမိတကြားအဖြစ်နေလား ကဘူရိုကြည့်ပြီးစားကြတာလား အေးလို့ ပြည့်ပြီးတောက်ရောက်လိုက်ပါလားဆရာ အေးလို့သူများငါတုတ်လိုက်ရင်အရှင်မောင်းတဲ့ဒီစီးပွားရေးပြက်ကုန်ပေါ့အာ ဖက်တီးပါမီရော ဖက်ဒီမတုတ်တော့တကယ်စားချင်တယ်ကွာမလေးရအောင်တော့ရအောင်သွားစား ဘာရ မစားဘူးသေးဘူးလေမအားတဲ့ကြားတာတုတ်ကြွရတာတန်ငယ်ချင်းကြီးကြတော့ကိုသူကလည်းကိုဆိုအမြဲတမ်းဓာတ်ပုံလှလှလေးရိုက်ပေးနေကြဆိုတော့ကိုကလည်းတော့မကြွေးလို့မရအောင်ငင်းလို့မရအောင်သူနဲ့ဓာတ်ပုံသွားရအရန်လှတယ်ဓာတ်ပုံတွေလေ ဒါလေးကိုရလား Thank you ပါခင်ဗျာကောင်းအဆက်တိတ်မစားနိုင်လို့ပြောပြငါအဆက်တွေထိတ်တယ်ငါတော့မဆက်ရင်ငါတို့ကတော့အရသာမရှိတယ်လို့ပဲတမီရောမြည်ကျုံလာ တရေကြလား ကြော့တကြီးကြတိုင်းလေဒီဘာလို့လဲပြောဒီမလား ဒီရောမယ်ဆရာ အနီလာတို့အနီကိုမြည်ခြင်းမှာသူကကိုညက်ပေးထားတဲ့သပင်ကင်းနဲ့မဟုတ်ပုံနေတော့ပြက်နေတနာပါဒီနေ့တနေ့တော့သူချက်ပြုတ်နေတာအဲမှာဆိုင်းကြမို့ဘာလို့လဲကွက်တီပဲနော်ကျွန်တော်လောက်လိုက်ရင်ကွက်တီပဲကိုဟာကိုပြောရမဟုတ်ကျွန်တော်ကလက်စိတ်ချစ်ရယ်ဟုတ်တယ်သမင်းဟင်းလဲအကုန်ချက်တတ်တယ်မချက်တတ်တာမရှိဘူးအနီဒါကတော့စားချင်တဲ့လူစားလိုက်တော့ကျွေးစားချင်တဲ့ကလေးတွေစားလိုက်တော့အမအဓိကကျွန်တော်ဧည့်တယ်စားချင်တယ်ဆိုတော့တုတ်ကျွေးသွားမယ်ကျွန်တော်မအားတော့ဘူးမဧည့်တယ်ရှိလို့တို့သွားကျွေးလိုက်အောင်မယ်ကောင်းတယ်နော်ဆက်တယ်ရ ဟုတ်တယ်တော်တော်ဆက်တယ်ရှယ်သွားကျွေးလိုက်အောင်ဟမ် အဲ့ပဲရှိ ရပဲမဟုတ်ဘူးငါနည်းနည်းတော့ပို့တော့တယ်မဟုတ်ဘူးအဓိကနေ့တော့ပဲတုတ်ပြရတန်တဲ့လူတွေကတင်မော်တီတော့စားမှာမဟုတ်ဂျိုင်းမြည်ကြည့်လိုက်မဟုတ်ဒီနေ့ကပဲပုံနဲ့တော့တာဟိုတနေ့က ငပိနဲ့ခုနေ့ကလည်းစားလိုက်ရ ငယ်ချင်းရတာလေးမြည်ပေးလိုက်အောင်ဟုတ်မိုက်ကဒီနောက်မှာတက်ထားလိုက်ပါဆိုဒီနေ့ကပဲပုံနဲ့ရိုးချင်းချင်းပဲဒီနေ့ကပူကောင်းနေရလားတတိစား ဘာမှမကောင်းနဲ့ရော ဟမ် ဘာမှမကောင်းနဲ့ ကောင်းတယ် တကယ်ကောင်း မြ နေ ည်ကြ ပြီ ည့်လိုက်နေကြရရပြီ မဒီပါ စား ဘာမှမကောင်းနဲ့ ဟိုတနေ့မှတော့ရီဘောင်းလုပ်ထားတာ ဟုတ်ပါဘူးစားနေရမလား စားအေးစစ်ငါဟိုမှာအဲ့ဒီရှိလို့ပုံသွေးပေးရင်သွားတော့မှာဒီပြစားရင်းနှီးယူမလားရင်းနှီးလေးနဲ့ဒီမိုက်တော့ထားတော့ဓာတ်ပုံလာလေးရိုက်ချက်မှာဓာတ်မကြီးကင်မရာဓာတ်ပုံအရန်လာတယ်သူ့ပုံသူ့ဓာတ်ပုံ ကျန်ရဒီရတော့မှာဆို သူကသူများလာရိုက်ပြင်လာတူကူတူရိုက်တာတခါကျရင်ဘာတွေရိုက်တာမှလည်းမသိဘူး အဲ့လိုရော ညုံမလားရှိသေးရဲ့ ဟွန်း ဘိုက်အောက်မှာကြောက်လို့ တော်ပြီ ကောင်းလားပဲပုံနဲ့နော်သူကတမျိုးလေးငါပြီးကြတော့အရသာနဲ့ အရင်စားလို့ကောင်းတယ်တကယ်တော့လွယ်လို့ဆိုတာလည်းပြည့်တည်တော့စားချင်တာအများကြီးပေါ့ဒီလို သူကကိုဓာတ်ပုံကြီးရိုက်ပြီးလို့တို့ကြမအားတဲ့ကြားတော့ကျွန်တော်ပုံမှန်မအားဘူးကြုံတော့ကြွေးပါတယ် အကြောင်းလို့ကိုချစ်နေရတယ်